Hello မင်္ဂလာညနေခင်းမှာကျွန်တော်တို့ဘက်မှာတော့မြူရီဆိုင်နေပြီပေါ့နော်ဟိုဘက်ကဆိုရင်ဘာမှမမြင်ရတော့ဘူးမြူရီကဟုံးနေပြီဒီပစ္စံတော့လုံးဝဘာမှမမြင်ရတော့ဒါကလိတ်တန်လို့ခေါ်ပါတယ်ဒီနေရာကကျွန်တော်တို့ဒီနေရာမှာဒူတလန် hospital ရှိတယ်ဒူတလန်အိုင်ဇောမှာဆိုနာမည်ကြီးပါနော်ဒူတလန်လဲဒူတလန် hospital ရှိပါတယ်ဒီဘက်ထဲမှာလက်ရှိကတော့မြူရီဆိုင်းနေရနဲ့ဘာမှမမြင်ရတော့ဘူးပေါ့နော်မြူရီဆိုင်းနေတဲ့ view လေးကိုကျွန်တော်ချစ်တင်ငယ်ချင်းတို့ပြချင်လို့ဗီဒီယိုလေးပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးမင်္ဂလာရှိတဲ့ညနေခင်းမှာဘိုင်ဘိုင်ပါခင်ဗျာ